အစီကြတာကခန္ဓာကိုယ်အလှအတွက်တင်မဟုတ်ပါဘူး။တင်းရဲ့ရေရှည်ကျန်းမာရေးအတွက်အရေးကြီးဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။ဒီနေ့မှာတော့စိုက်ထွင်းဆိုတဲ့ဆေးလေးအကြောင်းရှင်းပြပေးမှာဖြစ်ပါတယ်။စိုက်ထွင်းဆိုတာကတော့ Orlistat 120mg ပါဝင်တဲ့အစီကြဆေးတစ်မျိုးပဲဖြစ်ပါတယ်။သူကဘယ်လိုလုပ်တယ်လဲဆိုရင်တော့ Orlistat ဟာဦးလဲချောင်းထဲမှာရှိတဲ့အစီချေဖြတ်တဲ့အင်ဇိုင်းတွေကိုတွားပြီးတော့ပိတ်ဆို့ပေးပါတယ်။ဒီအင်ဇိုင်းတွေပိတ်ဆို့သွားတဲ့အခါအစားသောက်ထဲကအစီတွေရဲ့30%လောက်ဟာဦးလဲချောင်းကနေဆုပ်ယူခြင်းမခံရတော့ပဲမစင်အဖြစ်ပြန်လဲဆွတ်ထုတ်သွားစေပါတယ်။ဒါကြောင့်ဒီဆေးတောက်ရင်အစီဝမ်းတွေတွားတာဖြစ်ပါတယ်။ဘသူတွေအတွက်အသုံးများလဲဆိုရင်တော့စီးချိုသွေးတိုးနှလုံးရောဂါစတဲ့အဝလွန်တာနဲ့ဆက်ဆက်နေတဲ့ယောဂရှိတဲ့သူတွေဝိတ်ချဖို့လိုအပ်တဲ့အခါမျိုးနဲ့ overweight အဝလွန်ဖြစ်နေတဲ့သူတွေမှာအသုံးပြုလို့ရပါတယ်ရှင်။ဘလို့တောက်သုံးရမလဲဆိုရင်တော့တစ်ခါတောက်ရင်ဆေးတစ်လုံးကိုမှတစ်နေ့လျင်3ချိန်ဒါမှမဟုတ်ဆရာဝန်ညွှန်ကြားချက်အတိုင်းတောက်သုံးနိုင်ပါတယ်ရှင်။အစာစားပြီးနောက်ပိုင်းမှသာတောက်သုံးသင့်ပါတယ်။စားတဲ့အထဲမှာအစီမပါရင်လည်းတောက်စရာမလိုပါဘူး။တတိထားရမှာကဒီဆေးတောက်နေတာပိန်မှာပဲဆိုပြီးတော့စားချင်အားစားပြီးကိုယ်လက်လှုပ်ရှားတာတွေမလုပ်ဘူးဆိုရင်လည်းအစီကျလာမှာမဟုတ်ပါဘူးဘလိုလူတွေအတွက်တောက်ဖို့မသင့်တော်ဘူးလဲဆိုရင်တော့ကိုဝင်ဆောင်နိုတာမိခင်နဲ့နာတာရှည်ဦးလဲညောင်းယောဂရှိတဲ့သူတွေတဲချေယောဂရှိတဲ့သူတွေကြောက်ခက်ယောဂရှိတဲ့သူတွေနဲ့ဆေးပါဝင်ပစ္စည်းနဲ့ဓာတ်မတက်တဲ့သူတွေမတောက်သုံးသင့်ပါဘူးရှင်ကျေးဇူးတင်ပါတယ်ရှင်